အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ True Speaker ဖြစ်ပါတယ်ဂျွန်လ6ရက်နေ့က drone တိုက်ခိုက်မှုကြောင့်ယူကရိန်းနဲ့ရုရှားဟာနျူကလ িয়ার စစ်ပွဲကိုစတင်လိုက်ပြီလားကျွန်တော်တို့မှာမေးစရာမေးခွန်းများစွာရှိပါတယ်အဲ့တော့ဂျွန်လ6ရက်နေ့ကတိုက်ခိုက်လိုက်တဲ့ drone တိုက်ခိုက်မှုရဲ့နောက်ပိုင်းမှာရုရှားနိုင်ငံရဲ့မဟာဗျူဟာမြောက်စစ်လေယာဉ်အများအပြားအစီး40ကျော်လောက်ပျက်စီးဆုံးရှုံးသွားတယ်လို့ကျွန်တော်တို့နိုင်ငံတကာသတင်းအရင်းမြစ်တွေကြားရပါတယ်အဲ့လိုဆုံးရှုံးမှုရဲ့နောက်ပိုင်းမှာလဲရုရှားသမ္မတပူတင်ကနေပြီးနျူကလ িয়ার ထိပ်ဖူးအသေးစားဒုံးကျည်တွေနဲ့ပြန်လည်လက်စားချေသွားမယ်ဆိုပြီးဗလာဒီမာပူတင်ကတရားဝင်ကရမလင်နန်းတော်ကနေပြီးတော့ပြောကြားလိုက်ပါတယ်အဲ့တော့ကျွန်တော်တို့ဟာဒီစစ်ပွဲတွေရဲ့အစဘာလဲအခုကျွန်တော်တို့အားလုံးသိတယ်လို့ပဲယူကရိန်းနဲ့ရုရှားစစ်ဖြစ်နေတယ်ဆိုတာလုံးဝမဟုတ်ပါဘူးအမှန်တကယ်ကရုရှားနဲ့နေတိုးအုပ်စုစစ်ဖြစ်နေတာဖြစ်ပါတယ်ယူကရိန်းမှာအဲ့လောက်ထိအင်အားကောင်းတဲ့လက်နက်တွေမရှိသလိုဒီလောက်ထိလည်းနှင်းနဲ့ချီပြီးတော့အသုံးပြုလိုက်တဲ့စစ်လက်နက်ပစ္စည်းလုံးဝမရှိပါဘူးအဲ့တော့အားလုံးသိတဲ့အတိုင်းပဲယူကရိန်းကနေတိုးတပ်ဖွဲ့ထဲဝင်ဖို့ဘာပဲလောက်ရလို့အခြေအနေမှာပဲဖြစ်ဖြစ်နေတိုးတပ်ဖွဲ့ထဲဝင်ခွင့်ရဖို့အတွက်ကိုပဲစူးစမ်းနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ဆုံးရတဲ့သတင်းတွေအရဆိုရင်လက်ရှိမှာယူကရိန်းရဲ့ drone တိုက်ခိုက်မှုနောက်ပိုင်းမှာရုရှားနိုင်ငံကပြင်းအားပြင်းလက်နက်တွေနျူကလ িয়ার အသေးစားထိပ်ဖူးတဲ့ဒုံးကျည်တွေကိုယူကရိန်းနိုင်ငံနေရာအနှံ့အပြားကိုကျဲပြီးထိုးစစ်ကြီးတရက်စတင်နေပါတယ်